တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေစပြီးတော့21ရက်နေ့အတွင်းကာလဟာကိုယ့်ရဲ့ဘဝရဲ့ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းရှိတဲ့အနေအထားချုပ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရည်မှန်းချက်သစ်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးတော့အောင်မြင်တိုးတက်သောအနေအထားတစ်ခုနဲ့ကံကြမ္မာမြင့်မားသောအခြေအနေတို့ကိုဖန်တီးရပိုင်ခွင့်ကြုံနေတဲ့အနေအထားကံကောင်းခြင်းနဲ့တိုးတက်ခြင်းပွင့်တဲ့လူမျိုးခွဲအကျိုးပေးတဲ့အရာဝေးရနေကောင်းသောသတင်းစကားကြားရမယ်ခီးကိစ္စအဆင်ပြေမယ်ဥတီချက်သစ်အဆင်ပြေမယ်ခြံကားအခန်းကိစ္စပြောဆိုမှုအောင်မြင်မယ်နေရာဝင်းကျင်သစ်တွေနဲ့ဆက်ဆံခြင်းဒါတွေအလုံးကြုံရနိုင်မယ်ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်15ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရသစ်တွေကိုလက်တွေ့ဆောင်ရွက်ပြီးကိုယ့်ရဲ့အောင်မြင်မှုကံကြမ္မာကိုဖန်တီးနိုင်တယ်16ရက်နေ့ငွေရေးကြေးကံကောင်းမဲ့လက်ပွင့်မဲ့သကြံတက်နေ့သကြံတက်ချိန်ဖြစ်တဲ့မနေ့10နိုင်42မိနစ်20စက္ကန့်အချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါကောင်းခြင်းကံတွေရလာနိုင်မယ်18ရက်နေ့နှစ်ဆန်းတရက်နေ့ကောင်းသောကုသိုလ်ကောင်းမှုပြု၍ကောင်းတယ်အဲ့ဒီနေ့မှလည်းလက်ပွင့်မဲ့ကံပွင့်မဲ့လိုပြည့်စုံမယ်ဒါပေမဲ့အဲ့ဒီနေ့ဟာမဟာရကြနဲ့တိုက်ဆိုင်နေတော့အသွားလာကျူးဆန့်ရမယ်အရှိတောင်ရက်ကိုသွားစရာနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြားမှာအသွားလာကျူးဆန့်မယ်လူ4ယောက်တူသွားခြင်းမပြုနဲ့အငြင်းရှိ18ရက်နေ့ကတော့ရာရာဆင်ပြေသွားဒါပေမဲ့အဲ့ဒီနေ့ကငကမောင်ရက်နဲ့တိုက်တယ်တောင်ရက်ကိုတီသွားစရာနေရှိတတ်တယ်နေ့7နိုင်နဲ့10နိုင်ခွဲကြားသတိထားရမယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ထူးခြားတဲ့ဆင်ပြေမှုပေါ်လာမယ်19ရက်နေ့မှာဥတီချက်သစ်နဲ့တိုးတက်မှုသစ်တွေရဲ့နှစ်သာရကိုရရှိမယ်အဲ့ဒီကံကြမ္မာနဲ့ရပိုင်ခွင့်သစ်တွေပြန်လည်ရရှိပြီးတန်လန်းပေါ်မယ်20ရက်နေ့မှာရန်တိုက်ခါလုံးကိုကျော်လွှားပြီးဘဝတိုးတက်မှုကိုရရှိမယ်21ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ရခြင်းစီးပွားကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေတင်းလာမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခွန်ကိုယ်ကနန်းကျိုးပေးတဲ့အစိမ်းရောင်အဖြူရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေရှိနေမယ်နေနီးပါးမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုစေဝါလူဒါနပြုပေးလိုက်ပါကျေးဇူးတင်ပါတယ်